အားလုံးပဲမင်္ဂလာပါဗျ TTA Football Show YouTube Channel ကနေပြီးတော့ညီကိုတွေအားလုံးကိုပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ FIBA Club World Cup ပွဲစဉ်တွေဒါရှင်မြန်ကစားတာဆိုလို့ရှိရင်ဒါ9ရက်မြောက်နေ့ထိပြီးသွားခဲ့ပြီပေါ့နော်9ရက်မြောက်ပြီးတော့9ရက်ပြီးဆုံးသွားတဲ့အချိန်မှာတော့ဒါကျွန်တော်ပထမစတဲ့နေ့ပေါ့ပထမစတဲ့နေ့မှာကျွန်တော်အင်တာမိုင်ယာမီပွဲကိုကျွန်တော်ပေးခဲ့တယ်ပေါ့နော်အဲ့ပွဲမှာတော့ကျွန်တော်ရဲ့ရွေးချယ်မှုကမှားခဲ့ပေမဲ့ဒါကျွန်တော်နောက်ပိုင်း15ရက်16ရက်18ရက်3ရက်စတိုင်းကျွန်တော်ရွေးချယ်ပေးမှုကမှန်ကန်ခဲ့တယ်လို့ဒါမနေ့ကလည်းကျွန်တော်နှစ်ပွဲရွေးချယ်ပေးခဲ့ရမှာဒါ Real Madrid အသင်းရဲ့ဂိုးအောက်နဲ့Juventus အသင်းရဲ့ဂိုးအောက်ကိုရွေးပေးခဲ့ရမှာဆိုရင်တော့ Real Madrid အသင်းရဲ့ဂိုးအောက်ကရရှိခဲ့ပေမဲ့Juventus အသင်းကတော့ဒါမထင်မှတ်စရာပါเนาะ9ဂိုးလောက်ထိသွင်းပြီးတော့ကျွန်တော်အဲ့ပွဲကျွန်တော်ရဲ့ရွေးချယ်မှုဒါမှားယွင်းသွားခဲ့တယ်ပေါ့ဒီနေ့မှာတော့ကျွန်တော်ညီကိုတွေကိုထပ်ပြီးတော့ကျွန်တော်ဒါနှစ်ပွဲပေါ့เนาะဒါ Group A Round 2 Group A ပွဲစဉ်နှစ်ပွဲကိုပဲကျွန်တော်ထပ်ပြီးရွေးပေးဦးမှာဖြစ်ပါတယ်ဗျကျွန်တော်ဒီနေ့ပထမဆုံးရွေးချယ်ပေးခြင်းတဲ့ပွဲကတော့ဒါပါမီရဲ့အသင်းနဲ့ဒါLE အသင်းတို့ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်ဗျဒီနှစ်သင်းကဒါထိပ်တိုက်တွေ့ဆုံမှု2ကြိမ်ရှိထားပြီးတော့ဒါ2021 FIBA Club ဒါ August ဒါတတိယနေရာလူတဲ့ပွဲမှာဆိုရင်တော့ဒါLE တင်းနဲ့ပါမီရဲ့အသင်းတို့ရဲ့2021ဒါFIBA Club August ဒါတတိယနေရာလူတဲ့ပွဲမှာဆိုရင်တော့ဒါ LE တင်းက penalty အဆုံးဖြတ်မှာ 3-2 ဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့ပေမဲ့2022ဒါ FIBA Club Augustဒါပွဲစဉ်မှာတော့ပါမီရဲ့အသင်းက LE တင်းကို 2-0 ဆိုတဲ့ရလဒ်နဲ့ပြန်လည်အနိုင်ရရှိထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျပါမီရဲ့အသင်းရဲ့လက်ရှိခြေစွမ်းအနေထားအရာဆိုရင်တော့ဒါဥရောပမှာအနေထားတစ်ခုတည်းရှိတဲ့ပေါ်တိုလိုအသင်းကိုဒါသူတို့ဘောလုံးပိုင်ဆိုင်မှုအသာဂိုးပေါက်ကန်သွင်းမှုအသာဂိုးပေါက်တဲ့ကန်မှုအသာနဲ့ဒါပေါ်တိုအသင်းကိုကောင်းကောင်းရှင်ပြန်ကစားခဲ့ပြီးတော့ LFC အသင်းကလည်းဒါကျွန်တော်တို့အင်တာမိုင်ယာမီအသင်းကိုဒါအတော်လေးကောင်တာတွေနဲ့ဒုက္ခပေးနိုင်ခဲ့တာကျွန်တော်တို့တွေ့ရပါတယ်ဗျဒါပေမဲ့အခုကျွန်တော်တို့ FIBA Club August ရှင်မြိုင်နေတာဟာဒါအမေရိကန်မှာလည်းဖြစ်တယ်လို့ဒီပြိုင်ပွဲတောက်လျှောက်မှာလည်းကျွန်တော်တို့ပြန်ကြည့်လို့ရှိရင်ဒါဘရာဇီးအသင်းတွေအာဂျင်တီးနားအသင်းတွေဒါတောင်အမေရိကအသင်းတွေကတော့ဒါအတော်လေးခြေစွမ်းပိုင်းကောင်းမွန်နေတာဥရောပအသင်းတွေကိုဒုက္ခပေးနိုင်တာကိုတွေ့ရပါတယ်ဗျဒီပွဲမှာဆိုရင်လည်းကျွန်တော်အနေနဲ့ပါမီရဲ့အသင်းကပေါ်တိုလိုအသင်းကိုတောင်ဒါအကောင်းဆုံးရှင်ပြိုင်ပြီးကစားနိုင်လို့ရှိရင်ဒါအင်တာမိုင်ယာမီလို့ဒါနောက်တန်းတော်ဝိပြီးတော့ဒါလူကြီးကစားသမားများနေတဲ့အသင်းကိုတော့မှပဲတည်ရပဲကန်နိုင်ခဲ့တဲ့LE အသင်းနဲ့ဆိုရင်တော့ကျွန်တော်ဒီပွဲကိုဒါချေးတွေပါတယ်မကြည့်ရသေးခင်အခုလောလောဆယ်သူတို့ခြေစွမ်းပိုင်းရရောဒါကန်သွားတဲ့ဒါပွဲစဉ်တွေရရောကျွန်တော်ပါမီရဲ့အသင်းကိုတော့ကျွန်တော်ကြိုက်ပါတယ်ဗျအဲ့တော့ကျွန်တော်ဒီပွဲရဲ့ကျွန်တော်တို့လက်ရှိ၄ခွက်ပေါက်ကြီးလေးတွေကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်ဗျဒီပွဲရဲ့မနက်ခင်းစတဲ့ကြီးမှာတော့ဒါပါမီရဲ့အသင်းကဒါတစ်လုံးသွင်းရင်40အနိုင်ဆိုတာမျိုးပေးထားသလိုဂိုးပေါင်းကြီးကလည်း2လုံးသွင်းရင်2သင်းပေါင်း2လုံးသွင်းရင်80ရှုံးလောက်ပေးထားတာကိုကျွန်တော်တွေ့ရပါတယ်ဗျဒါအခုလက်ရှိပြောင်းလဲသွားတဲ့ညနေပေါက်ကြီးတွေအရတော့ပါမီရဲ့အသင်းကတစ်လုံးသွင်းရင်10ပြားအနိုင်လောက်ထိဖြစ်ကျသွားပြီးတော့ဂိုးပေါင်းကြီးက2လုံး80ဆိုတော့ဒါပုံမှန်လောက်ပဲဒါမနက်စတဲ့ကြီးလောက်ပဲကျွန်တော်တို့အတူတူပဲတွေ့ရပါတယ်ဗျပါမီရဲ့အသင်းက1+10 ပြားဆိုတာပေါ်1+10 ပြားပေးထားတယ်ဆိုပေမဲ့ကျွန်တော်တို့ပါမီရဲ့အသင်းရဲ့ပေါ်တိုအသင်းနဲ့နေရကန်တဲ့ခြေစွမ်းအရာဆိုရင်တော့ပါမီရဲ့အသင်းအနည်းရခြေစွမ်းအတိုင်းအမှန်သာကန်မယ်ဆိုရင်LEအသင်းကိုသူ့အနေနဲ့2ဂိုးကတော့ဒါမပြတ်စရာအကြောင်းမရှိဘူးဗျဘာလို့ဆိုတော့LEရဲ့ကျွန်တော်တို့ကွင်းလေကစားသမားအမာကန်ကွင်းလေကစားသမားတွေနာဒဏ်ရာရရှိနေတယ်လို့နောက်တန်းကလည်းအတော်လေးဝိရဲ့အတွက်ကြောင့်ကျွန်တော်အနေနဲ့ဒီပွဲမှာတော့ကျွန်တော်တစ်လုံးသွင်းရင်တော့ကျွန်တော်တို့10ပြားအနိုင်ရရှိမယ်ကျွန်တော်ပါမီရဲ့ body ကိုကျွန်တော်ကြိုက်ပါတယ်ဗျကျွန်တော်အဲ့တော့နောက်ပွဲလေးကိုကျွန်တော်ဆက်ပြီးသွားလိုက်အောင်ဒါနောက်ပွဲကတော့ကျွန်တော်ဒီ Group A ရဲ့ဒါနောက်ရွဲပဲဖြစ်တဲ့ဒါအင်တာမိုင်ယာမီအသင်းနဲ့ဒါပေါ်တိုအသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဗျအင်တာမိုင်ယာမီအသင်းနဲ့ပေါ်တိုရဲ့ပွဲစဉ်မှာတော့အင်တာမိုင်ယာမီအသင်းဟာမက်ဆီဆွာရက်တို့လိုကစားသမားခေါင်းတွေရှိနေပေမဲ့လည်းဒါLE အသင်း
Egypt ကလည်းအဲလီအသင်းကိုဒါတရေအိမ်ဝဲမှာတရေတာကစားနိုင်နေဆိုတာကတော့တော်တော်လေးခြေနေမကောင်းနေနေထားဗျဘာလို့လဲဆိုတော့အင်တာမိုင်ယာမီအသင်းရဲ့ဒါနောက်တန်းကအတော်လေးဝိတဲ့ပြင်ဒါအဲလီအသင်းရဲ့ကောင်တာတွေကိုဒါအတော်လေးတားဆီးရခက်ခဲတာကိုကျွန်တော်တို့တွေ့ရပါတယ်ဗျပေါ်တိုအသင်းကတော့ဒါပါမီရဲ့အသင်းကိုတရေတာကန်နိုင်ခဲ့တယ်ဆိုရင်မဲ့ဒီပွဲကအပြန်အလှန်နဲ့အတော်လေးကျွန်တော်တို့ပေါ်တိုအသင်းနဲ့ပါမီရဲ့အသင်းကအတော်လေးကြည့်ကောင်းခဲ့တာတွေ့ရတယ်ဗျလက်ရှိသူတို့ပြီးခဲ့တဲ့ပွဲတွေရဲ့ခြေစွမ်းအရရောဒါအင်တာမိုင်ယာမီ FC အသင်းကဒါဂိုးရဖို့ကိုမက်ဆီလောက်ကိုပဲအားကိုးနေရတာတွေ့ရပြီးတော့ဒါပေါ်တိုအသင်းကတော့အသင်းလိုက်ကစားပုံမဆိုးလာတဲ့အနေအထားမှာရှိပါတယ်ဗျမက်ဆီကလည်းဒါကစားသမားဒါဘယ်လိုပြောမလဲကစားသမားကောင်းတဦးဆိုပေမဲ့လည်းသူ့ရဲ့လက်ရှိအသက်အရွယ်အနေအထားအရသူတယောက်တည်းကိုအားကိုးနေရတယ်ဆိုတဲ့အင်တာမိုင်ယာမီအသင်းရဲ့ပုံစံကြီးကိုတော့ဒါအဆင်ဘယ်လိုပြောမလဲကျွန်တော်မက်ဆီကိုအားကိုးလွန်းနေတဲ့အသင်းဖြစ်နေတယ်ဗျာတိလားမက်ဆီကိုအားကိုးနေတဲ့အသင်းဖြစ်တယ်ပြီးတော့ကျွန်တော်တို့ပြီးတော့ကန်သွားတဲ့အဲအလီနဲ့ပွဲစဉ်မှာဆိုရင်လည်းဒါမက်ဆီရဲ့ဒါ free kick တွေဒါပြီးတော့လို့ရှိရင်ဒါဆက်ဒီဘယ်လိုပြောမလဲ cross ကန်တဲ့ ball တွေကတော်တော်လေးအဆင်ပြေခဲ့တယ်ဆိုပေမဲ့ဒါအင်တာမိုင်ယာမီအသင်းရဲ့နောက်တန်းကအဲလီအသင်းရဲ့အဲလီလို Egypt ကလပ်အသင်းရဲ့တိုက်စစ်ကိုတော့မထိန်းနိုင်လို့ရှိရင်ဒါပေါ်တိုအသင်းရဲ့တိုက်စစ်ကိုထိန်းဖို့ဆိုတာဒါအတော်လေးခဲရင်းမယ်ဆိုတာကျွန်တော်အနေနဲ့မြင်မိပါတယ်ပြီးတော့ဒါဒီပွဲရဲ့ဒါမနက်ခင်းစတဲ့ကြီးကတော့ဒါပေါ်တိုကအင်တာမိုင်ယာမီအသင်းကိုတစ်လုံးသွင်းရင်50အနိုင်ဆိုတဲ့ကြေပေးထားသလိုဂိုးပေါင်းကြီးကလည်း3လုံးသွင်းရင်ဒါ30အနိုင်ပေးထားပါတယ်ဗျကျွန်တော်တို့လက်ရှိညနေပိုင်းကြေးပြောင်းပေါက်ဈေးတွေရတော့ဒါပေါ်တိုအသင်းကလည်းပဲ80အရှုံးဖြစ်သွားသလိုဒါဂိုးပေါင်းကြီးကလည်း3လုံးသွင်းရင်10ပြားအနိုင်ဖြစ်သွားပါတယ်ဗျကျွန်တော်အနေနဲ့အင်တာမိုင်ယာမီအသင်းအနေနဲ့လက်ရှိသူတို့ရဲ့ကစားပုံနဲ့ဒါနောက်တန်းကဘယ်လိုပြောမလဲရောင်းနေဗျာဒါတော်တော်ရောင်းနေအနည်းရဆိုတော်တော်ရောင်းနေအင်မတန်အနည်းရအဲလီအသင်းကအတော်ညမ်းလို့ဒါသူတို့ဂိုးမရခဲ့တာဗျာအဲ့ဒါကြောင့်ကျွန်တော်တေချာစဉ်းစားကြည့်မယ်ဆိုတော့ဒါဘယ်လိုပဲနေဗျာဒါပြီးခဲ့တဲ့ကန်သွားတဲ့ပွဲတွေရဲ့ပုံစံအရဒါအမေရိကန်မှာကန်မယ်ဆိုပေမဲ့ကျွန်တော်ဒီပွဲကိုတလုံးသွင်းရင်တော့ဗျာကျွန်တော်တို့အပြည့်ရမဲ့ဒါပေါ်တိုကြိုက်တယ်ဗျာပေါ်တိုနေနဲ့ပြီးခဲ့တဲ့ပွဲမှာတည်ကြပြီးသွားပြီဖြစ်တဲ့အတွက်သူဒီပွဲကိုအင်တာမိုင်ယာမီကိုသူကျင်းသေးပါတော့သူနိုင်အောင်ကန်လိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံတဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲကိုပေါ်တိုဘော်ဒီကြိုက်ပါတယ်ဗျာဒါကြောင့်ကျွန်တော်ဒီနေ့ကျွန်တော်ရဲ့စိတ်ကြရွေးချယ်ပေးမှုဒါ round 2 group A ကျွန်တော်စိတ်ကြိုက်ရွေးချယ်ပေးမှုကတော့ဒါပထမပွဲပါမီရဲ့နဲ့အဲလီတို့ရဲ့ပွဲနေတော့ကျွန်တော်ပါမီရဲ့ဘော်ဒီကိုကြိုက်တယ်လို့ဒါနောက်ဒုတိယပွဲစဉ်ဖြစ်တဲ့အင်တာမိုင်ယာမီအသင်းနဲ့ပေါ်တိုအသင်းတို့ရဲ့ပွဲမှာတော့ကျွန်တော်ပေါ်တိုဘော်ဒီကိုကြိုက်ပါတယ်ဗျညီကိုတွေဒီနေ့ကျွန်တော်နဲ့အကြိုက်တူမှလိုက်ပြီးတော့ကစားပါဗျအကြိုက်မလို့ရှိရင်လွတ်လပ်စွာဘက်ကန်ဆော့ကစားနိုင်ပါတယ်ကျွန်တော်ရဲ့ရွေးချယ်ပေးမှုကိုညီကိုတွေနဲ့နှစ်သက်သဘောကျတယ်ဆိုရင်တော့ဒါကျွန်တော်ရဲ့ YouTube channel လေးကိုညီကိုတွေနဲ့ like and subscribe လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်ဗျညီကိုတွေနဲ့ဘောလုံးပွဲတွေကိုဒါဓာတ်ရိုက်ဆော့ကစားခြင်းတော့ဒါငွေကြေးအာမခံမှုဒါအပြည့်ရှိတဲ့အပြင်24တိုင်ငွေထုတ်ဝန်ဆောင်မှုရတဲ့ဒါယူဖာဘက်မှာညီကိုတွေကိုလာဆော့ကစားဖို့ကျွန်တော်နေဖိတ်ခေါ်ပါတယ်ဗျယူဖာဘက်မှာညီကိုတွေနဲ့အကောက်ဖွင့်ဆော့ကစားမယ်ဆိုလို့ရှိရင်တော့ဒါအခု FIBA Club World Cup ပွဲစဉ်တွေအပြင်ဒါ2025-26ဘောလုံးရာသီတစ်ခုစာပေါ့နော်ကျွန်တော်ရဲ့ Telegram VIP channel ကိုညီကိုတွေနဲ့ဒါ free join ဝင်ရမှာဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဗျကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်